မတိုးတက်ရင်ပြန်အမ်းမယ်လို့ပြောရင်မှာတော့သူတို့တကယ်ကောင်းကောင်းတင်ပေးလို့နေမှာဆိုပြီးတော့ဒီမျိုးနားထားဖြစ်တာ Shopping School ကိုဘယ်လိုရွယ်ချက်ဘယ်လိုရည်မှန်းချက်မျိုးနဲ့ပေါ့နော်ရွေးချယ်ပြီးတော့သမီးလေးကိုကြောင်ထားဖြစ်ခဲ့ရလဲရှင်အဲ့ဒါအမျိုးသားပေါ့နော်သူကပါလဲဆိုမတိုးတက်ရင်ပြန်အမ်းမယ်လို့ပြောရင်မှာတော့သူတို့တကယ်ကောင်းကောင်းတင်ပေးလို့နေမှာဆိုပြီးတော့ဒီမျိုးနားထားဖြစ်တာထားဖြစ်ပြီးတော့အခုနောက်ပိုင်းတလတစ်ခါလဲအမတို့ဘက်က report လေးတွေတင်ပေးရဲ့လေတော်တော်အသေးစိတ်တယ်အဲ့ဒါကိုအရင်သဘောကျတယ်နှစ်ကိုလက်ခံတဲ့အကြောင်းကနည်းနည်းလေးရှားရပေါ့နော်နှစ်ကိုထားမဲ့အကြောင်းရှားရဲဆိုတဲ့အချိန်မှာတွေ့ရပေါ့ရင်ကလက်စားတော့ပုံမှန်လည်းလိမ်မာလာတယ်။သမီးရဲ့မျက်နှာကိုကြည့်လိုက်ရင်ကိုဆရာမတွေဘယ်လိုစိတ်ကြောက်အောင်သားလဲဆိုတာတော့သိပြီ။အဲ့ဒါကြောင့်သူ social skill လေးလည်းပို့ပြီးကောင်းလာတယ်ပေါ့နော် speaking ဘိုင်းလေးပေါ့နော်ဒါမေးလိုက်တယ်ဆိုရင်သူကောင်းကောင်းလေးပြန်ပြီးဖြေနိုင်တယ် Miss တွေရဲ့အများကြီးဂိမ်းဆိုင်မှုပေးတဲ့ဟာလေးတွေသဘောကျပါတယ်ရှင်အကြောင်းရွေးပြီးရင်တော့ဟုတ်မမှားပါဘူးလို့ပြောချင်ပါတယ်ဘယ်လိုပြောဒီကလေးရွယ်လောက်ပဲဟိုအဓိကထားတင်တာဟိုသူများအကြောင်းနေကြတော့ပြောရင်ဒီတန်းနှစ်တန်းအပေါ်တန်းစီတင်ကြတာလေဒီမှာကျဒီဟာကိုပဲတူးပြတင်တာဆိုတော့အဲ့ဒါကိုလည်းကြိုက်လို့ဆိုပြီးတော့လာပြီးတော့ထားတဲ့ပေါ်ပါအကြောင်းရဲ့သင်ကြားရေးပိုင်းတွေမိဘတွေနဲ့ဆက်ဆံတဲ့ဒီ communication ပိုင်းတွေပါလေကောင်းပါတယ်ခင်ဗျာဘုရားသာဆိုတာဖြစ်ဖြစ်စာသင်တာဖြစ်ဖြစ်သူမှတ်မိတဲ့ဟာမှန်သမျှကျောင်းသွားတာပဲဖြစ်ကျောင်းပြန်တာပဲဖြစ်ဖြစ်ပြောနေတော့တာတနည်းပေါ့နောက်ပြီးတော့အိမ်မှာဆိုလဲသတိရရင်ရသလိုလေးပြန်ပြောတဲ့အလေးကျင့်နေပေါ့နော်တိုးတက်မှုကတော့ရှိပါတယ်ဗျဟုတ်အိမ်မှာဆိုရင်လည်းသူလိုချင်တာလေးတွေပေါ့နော်လုပ်ချင်တာလေးတွေဆိုရင်လူကြီးတွေကသူလုပ်ပေးကြတယ်လို့လည်းပေါ့နော်သူကနေသူလုပ်တက်လာလေးရှိရဲ့ business နဲ့ဆွေးနွေးခဲ့တဲ့အချိန်မှာတတော်တော်ကြီးကိုပြောင်းလဲလာတယ်ညာချာမှာထားဖို့အတွက်ရွေးချယ်ဆိုတော့မမှားပါဘူးလို့ဟုတ်